ခိုင်ဖြူဟာကုန်းကိုကိုကန့်တပ်ဖက်ကအပြင်းထန်ထိုးစစ်ဆင်နေပါပြီရှမ်းမြောက်မှာမဟာမိတ်ချင်းကြားစစ်မီးကအရှိန်ထင်းမရတော့ပါဘူးကိုခိုင်ဖြူဟာကုန်းကိုကိုကန့်တပ် MNDAA ကဒီနေ့မနေ့6နာရီကလေးကအပြင်းထန်ထိုးစစ်ဆင်နေပြီးနှစ်ဖက်အကြအဆုံများနေတယ်လို့သိရပါတယ်ဗျမြေပြင်သတင်းတွေအရMNDAA ဘက်က drone ဘုံအလုံးပေါင်း1000ကျော်အထိအသုံးပြုပြီးဖြူဟာကုန်းထဲကိုမရက်မနာတိုက်ခိုက်နေတာပါဒေသခံတွေအဆိုအရ drone တွေဟာတခါပြန်ရင်နစီးနှုံးနဲ့မနက်ကလေးကအခုထိဘုံကျဲနေတာလို့ဆိုပါတယ် MNDAA ရဲ့အခုထိုးစစ်ဟာမြို့ကိုပူးပေါင်းထိန်းချုပ်ဖို့ထက် TNLA လက်ထဲကနေကုတ်ခိုင်မြို့တစ်ခုလုံးကိုတိမ့်ပိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်အနည်းကမတ်လ14ရက်နေ့ကလေးကကုတ်ခိုင်အပြင်မူစေ105မိုင်နမ်ဖာကာနဲ့မုံစည်းစတဲ့နေရာ9ခုထပ်မင်းမှာMNDAA ကအင်အားထောင်ကြီးတုံပြီး TNLA စခန်းတွေကိုတိုက်ခိုက်ခဲ့တာပါဒီပဋိပက္ခဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလက CCTV ကင်မရာဖြုတ်တဲ့ကိစ္စကနေစတင်ခဲ့တာဖြစ်ပြီးတလအကြာမှာတော့အခုလိုအကြီးအကျယ်တိုက်ပွဲဖြစ်တဲ့အထိရောက်ရှိလာတာဖြစ်ပါတယ်ညီနောင်မဟာမိတ်ချင်းကြားဒီလိုပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်ရှမ်းမြောက်ဒေသခံတွေဟာအသက်ဖေးအတွက်အလွန်စိုးရိမ်နေကြရပါတယ်မဟာမိတ်တွေကြားကဒီနယ်မီလူပွဲကတော်လန်ကြီးအရှင်ကိုဘလို့တက်ရောက်သွားမလဲမိတ်ဆွေတို့ဘလို့မြင်ကြလဲcomment မှာပြောခဲ့ကြပါဦး